Grangy ရတနာတိုင်းအပိုင်း1ခရစ်တက်ကရစ်1839ခုနှစ်မော်လမြိုင်မြို့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးဆုံးသွားသည့်1826ခုနှစ်ကလေးကထဝယ်နှင့်တနင်္သာရီဒေသများကိုမြန်မာမင်းတို့လက်လွတ်ခဲ့ရသည်ထိုဒေသများအားအင်္ဂလိပ်တို့ကသိမ်းပိုက်ခဲ့ပြီးနောက်ကိုလိုနီနယ်ချဲ့ထွင်ရန်အတွက်အခြေစိုက်စခန်းများအဖြစ်တည်ဆောက်ခဲ့ကြလေသည်မော်လမြိုင်မြို့မှာလည်းအင်္ဂလိပ်လက်အောက်တွင်တည်ရှိနေခြင်းဖြစ်ပြီးအင်္ဂလိပ်အစိုးရကမျိုးကွက်တိဆောက်ကမျိုးကိုချဲ့သွင်းနေသည့်ကာလဖြစ်သည်မော်လမြိုင်မြို့စိတ်ကမ်းအနီးတွင်အင်္ဂလိပ်များခန္ဓာကြီးတစ်ခုတိဆောက်ထားပြီးနောက်စိတ်ကမ်းကြီးကိုလည်းပင်လယ်ကူးသင်္ဘောကြီးများစိုက်ကပ်နိုင်အောင်တိုးချဲ့ထားသဖြင့်ထိုကိကမော်လမြိုင်မြို့မှာအတော်စီကားလှသည့်မြို့ကြီးတစ်မြို့ဖြစ်နေသည်အထူးသဖြင့်ဂျာဗားကျွန်းနှင့်ဆူမာထရာကျွန်းများသို့ကိုတန်သွားလာနေကြသည့်ပင်လယ်ရေကြောင်းကုန်တင်သင်္ဘောကြီးများအရှိတောင်အာရှတွင်ကိုလိုနီချဲ့ထွင်နေကြသည့်ဥရောပသားများနှင့်အိန္ဒိယသင်္ဘောကုန်သည်များစီလုံကျွန်းမှကုန်သည်များတာမကတရုတ်များနှင့်ယိုဒယားများပါကိုလူဆက်ဆံနေကြလျက်ခြေချင်းလိမ်နေကြသည့်မြို့တစ်မြို့ဖြစ်သည်Elizabeth အမည်ရသင်္ဘောကြီးမှာမော်လမြိုင်မြို့စိတ်ကမ်းသို့ဆိုက်ရောက်လာသည်နှင့်အင်္ဂလိပ်ပိုင်အရှိအိန္ဒိယစိတ်ကမ်းတွင်ကမ်းကပ်လိုက်သည်ထို့နောက်သင်္ဘောကြီးပေါ်မှသင်္ဘောသားများဆင်းသက်လာကြသည်အင်္ဂလိပ်တို့ဘက်မှအရာရှိများနှင့်လူကုန်တန်းများမှလည်းထိုသင်္ဘောကြီးအားတွားရောက်ကြိုးဆိုကြသည်ထိုအခါသင်္ဘောပေါ်မှဒေါက်တာဟေဖာနှင့်အဖွဲ့မှဆင်းသက်လာကြသည်ဒေါက်တာဟေဖာကိုကျွန်တော်တို့ဗြိတိရှဗမာပြည်ကနေကြိုးဆိုပါတယ်မော်လမြိုင်မြို့အုပ်မစ္စတာဘလွန်ဒေကထို့သို့ပြောပြီးဒေါက်တာဟေဖာဆိုသူအားလက်ဆွဲကကြိုးဆိုလိုက်သည်ဒေါက်တာဟေဖာမှာအသက်50ခန့်ဖြစ်တော့လေတံမြန်ကျမ်းမာသူတယောက်ဖြစ်သည်သူကခေတ်ပေါ်တက်ကလတ်စာများဖြင့်ချုပ်လုပ်ထားသည့်လှပသည့်ပင်လယ်ပြာရောင်ကုတ်အင်ကြီးကိုဝတ်ဆင်ထားပြီးနှုတ်ဆက်သူမစ္စတာဘလွန်ဒဲကိုမကြည့်ပဲမော်လမြိုင်မြို့ပေါ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်ကြားထားဖို့လို့အတော်လှပတဲ့မြို့ကလေးပါပဲဗျာမစ္စတာဘလွန်ဒဲကဒေါက်တာဟေဗာကိုဦးဆောင်ပြီးမြင်းရထားများဖြင့်ခေါ်ဆောင်သွားသည်မော်လမြိုင်စိတ်ကမ်းတွင်တင်မော်သားများကုန်တင်ကုန်ချလုပ်သားများဈေးရောင်းဝယ်နေသူများနှင့်အလွန်စီကားနေသည်မကြာမီတောင်ကုန်းကလေးနှစ်ကောင်ကုန်းကလေးတစ်ခုအတိုင်းတက်လာခဲ့ကြပြီးမြို့အုံမင်းနေအိမ်ကြီးသို့ရောက်လာခဲ့သည်မြို့အုံမင်းနေအိမ်ကြီးမှာကျွန်းသားများဖြင့်တိဆောက်ထားသည့်အိမ်ကြီးတစ်လုံးဖြစ်သည်အိမ်ဤဖွဲ့စည်းပုံမှာတရုတ်အိမ်တစ်လုံးနှင့်အနှဲငယ်ဆင်တူသည်အိမ်ကြီးထဲရောက်သွားသည့်အခါများပြားလာသည့်အစီကံများကိုတွေ့ရသည်ကြီးမားလာသည့်လေကားတစ်ကြီးများမှအိမ်ပေါ်သို့တက်လာခဲ့ပြီးအိမ်ပေါ်ရှိအဲကန်းအတွင်းတွင်ဝင်ထိုင်လာကြသည်အဲကန်းမှကြည့်လျင်မော်လမြိုင်စိတ်ကမ်းနှင့်ပင်လယ်အတွင်းသွားလာနေကြသည့်သင်္ဘောများနှင့်လှေများကိုမြင်တွေ့ရသည်ထိုမြတာမကသည်ကမ်းခြေကြီးခန္ဓာကြီးကိုလည်းအပေါ်စီးမှမြင်နိုင်သည်ပဒင်းပေါင်များမှပင်လယ်ကိုဖြတ်တန်းတိုက်ခိုက်လာသည့်လေများကလည်းတဖြူးဖြူးတိုက်ခိုက်နေရာအတော်နေလို့ကောင်းပေသည်မြို့အုပ်မစ္စတာဘရွန်ဒဲကသူ့အခန်းတကားကိုပိတ်လိုက်ပြီးအစီကံများအားလုံးကိုထွက်သွားလိုက်စေသည်ထို့နောက်ဒေါက်တာဟေဖာကိုကြည့်လိုက်သည်ပြောချင်တာပြောလို့ရပါပြီဒေါက်တာကာလာကတားကနေအလောတကြီးလာခဲ့ရတာဘာကိစ္စများကြောင်းပါလိဒေါက်တာဟေဖာကမြို့အုပ်ကိုလှမ်းကြည့်လိုက်သည်သို့တော်မြို့အုပ်အနီးတွင်လူတစ်ယောက်မတက်ရက်နေသည်ကိုမြင်သဖြင့်ထိုလူအားကြည့်လိုက်ရာမြို့အုပ်မင်းကဘာကိုဆိုလိုမန်သဘောပေါက်သွားသည်သူကကျုပ်ရဲ့လူယုံမှာဒေါက်တာသူ့နာမည်ဒီလာကွန်တာမိုင်းလို့ခေါ်ပါတယ်ပြင်သစ်တစ်ယောက်ပါပဲကျုပ်ရဲ့ငယ်ကြုံဆိုလည်းမမားပါဘူးဒေါက်တာဟေဖာကသူ့ကုတ်အင်းကြီးအတွင်းအိတ်ကိုနှိုက်လိုက်ပြီးဒေါက်တာဟေဖာကသူ့ကုတ်အင်းကြီးအတွင်းအိတ်ကိုနှိုက်လိုက်ပြီးတော့စားတစောင်ကိုထုတ်ယူလိုက်သည်စားအိတ်မှာဖြူလွှတ်နဲ့ဖြစ်ပြီးဘရင်တစိမ့်ကတ်နှိပ်ထားသည်မြို့အုံမင်းကစားကိုလက်နှစ်ဖက်နှင့်တေးသေးချာချာယူလိုက်ပြီးစားအိတ်တွင်ပိတ်ထားသည့်ဘရင်တော်ဝင်ချိတ်တစိမ့်ကိုကြည့်လိုက်သည်ဒါဘရင်မင်းမြတ်ရဲ့ဓာတ်ရဲ့အမိန့်စာပဲမြို့အုပ်မစ္စတာဘရွန်ဒဲကစားအိတ်ဖွင့်သည့်ဓာတ်ကြွန်လေးနှင့်စားကိုအသေးချာဖွင့်ပြီးဖက်လိုက်သည်ခမည်းတယောက်တည်းမှဖက်နေလေကျုပ်တို့အားလုံးကြားရအောင်ဖက်ပြပါဦးဒေါက်တာဟေဖာကပြောသည့်အခါမြို့အုံမင်းကခေါင်းငင်းလိုက်ပြီးစားရက်ကိုအသေးချာကိုင်းလိုက်သည်ဤအမိန့်စာဖတ်ရှုသူမည်သူမဆိုသည်ဘရင်မင်းမြတ်၏နှုတ်ထွက်အမိန့်တိုင်းမှတ်ယူကလိုက်နာခံရမည်
ယခုလွတ်လိုက်သည့်ဒေါက်တာဟေဖာအားဘရင်အစည်းအကမ်းတယောက်အဖြစ်မှတ်ယူပြီးသူအလိုရှိသမျှကိုစီစဉ်ဆောင်ရွက်ပေးရမည်ဒေါက်တာဟေဖာကမာကွေကျွန်းစုများအနည်းတွင်16ရာစုကာလကပျောက်ဆုံးသွားခဲ့သည့်ရွှေတင်းမော်တစည်းကိုလာရောက်ရှာဖွေခြင်းဖြစ်သည်ဗြိတိရှရေးတပ်နှင့်အရေးပိုင်များလိုအပ်တယ်လို့ကူညီစေပြက်ကွက်လျင်အရေးယူခြင်းခံရမည်မျိုးအုံမစ္စတာဘရွန်တဲကစာကိုဖတ်ပြီးနောက်ဒေါက်တာဟေဖာကိုအံ့ဩစွာဖြင့်ကြည့်လိုက်သည်ဒေါက်တာဟေဖာကတော့တခုခုကိုတီးပြီးနေသည့်အတိုင်းခက်အေးအေးသာနေလက်ဖက်ရည်တစ်ခွက်ကိုမှွေနေလိုက်သည်ဒါဆိုဒေါက်တာကအဲ့ဒီရွှေတင်းမော်ကိုလာရှာတာပေါ့ဒေါက်တာဟေဖာကလက်ဖက်ရည်တစ်ကြိုက်ကိုဟန်ပါပါနဲ့မော့တောင်းလိုက်သည်တိတ်ပြီးထူးဆန်းသွားသလားမျိုးအုံကျုပ်ဒီကိစ္စအနောက်ကိုလိုက်နေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီထို့အခါမစ္စတာကွန်တာမိုင်းကတိတ်ပြီးတော့လည်းမအံ့ဩပါဘူးဒေါက်တာရဲ့ကွန်တာမိုင်းကထိုးထိုးပြောလိုက်တဲ့အခါဒေါက်တာဟေဖာကဒေါသထွက်ပုံရသည်သို့တော်လူကြီးလူကောင်းတို့ထုံးစံတိုင်းဒေါသကိုထိန်းထားလိုက်ကဟန်လုံးလျက်ပြုံးလိုက်သည်တင်မော်တစီလုံးရွှေရင်နဲ့ပြည့်နေတဲ့အရာတက်ပိုပြီးထူးဆန်းတာဘာများဖြစ်အောင်မစ္စတာကွန်တာမိုင်းရဲ့ခမရတို့ဥရောပလူတွေအတွက်တော့ဒီစကားထူးဆန်းခြင်းကောင်ထူးဆန်းနေပါလိမ့်မယ်ကျုပ်တို့လိုဒီမှာနေတဲ့သူတွေအတွက်တော့ဒီအကြောင်းအရာတွေကကြားနေကြပုံမြင်နေထက်မပို့ပါဘူးဒေါက်တာဟေဖာကလက်ဖက်ရည်ခွက်ကိုပြန်ချလိုက်သည်ခေဒါဆိုရင်လည်းပြောစမ်းမအောင်ခင်ဗျားတို့ကြားဖို့ထားတဲ့ပုံမြင်တွေကိုကျုပ်လည်းနားထောင်ခြင်းလို့ပါကွန်နာမိုင်းကအေကန်းရှိထိုင်ကုန်သလုံးနဲ့ဝင်ထိုင်လိုက်သည်ဒီလိုဗျပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း200လောက်တုန်းကပါဗျာအဲ့ဒီခေတ်တုန်းကဥရောပသားတွေကအရှေ့တိုင်းကိုစူးစမ်းလေ့လာပြီးကိုလိုနီချဲ့ထွင်နေတုန်းကပေါ့ခံမှန်းခြေ1604ခုနှစ်မှာမလကာကျွန်းကိုတိမ့်ပိုက်တက်ဆွဲထားတဲ့ပေါ်တူဂီတွေနဲ့ကျွန်းကိုအသစ်ရောက်လာတဲ့ Dutch တွေစစ်မှတ်ဖြစ်ပွားကြတယ်။ပေါ်တူဂီတပ်တွေကအချင်းချင်းမကောင်းမှန်းသိရမှုရေတပ်ဗိုလ်ချုပ်ကြီးပီတရိုအာလီဘာရက်စ်ကမလကာကျွန်းမှာရှိသမျှတန်ဖိုးကြီးပစ္စည်းတွေကိုလူယူတူးဖော်ပြီးစုဆောင်းခဲ့ကြတယ်။မလကာကျွန်းကိုပေါ်တူဂီတွေမရောက်ခင်ကဘရင်ကြီးတစ်ပါးမြို့ရွာတီထောင်ပြီးအုပ်ချုပ်နေခဲ့တယ်။ပေါ်တူဂီတွေကိုတိုက်ခိုက်လိုက်တဲ့အခါမှာတော့အဲ့ဒီဘရင်ကြီးရဲ့ရေသနာတွေအကုန်ရသွားခဲ့တာပေါ့။သူတို့ပြောစကားအရဆိုရင်အဲ့ဒီထဲမှာရွှေတွေအများကြီးပါတယ်မလကာကျွန်းမှာအရင်ကရွှေတွင်းတွေအများကြီးရှိတယ်လို့ကြားဘူးတယ်မဟုတ်လားဒေါက်တာဟေဖာပြောလိုက်တယ်ကဲဆက်ပြောပါအောင်ကွန်နမိုင်းဒါနဲ့အာလီဘာရက်စ်ကရသမျှရွှေတွေကိုစုစည်းပြီးတော့ဘေဂတ်ဆန်နမင်းပြန်လို့ခေါ်တဲ့တင်မော်ကြီးပေါ်တင်လိုက်တယ်အဲ့ဒီတင်မော်ကြီးကတန်ချိန်300လောက်တင်နိုင်တဲ့ရွှေတွေထည့်ပြီးတော့နောက်ထပ်တင်မော6စီးနဲ့တူတင်မောသားစစ်သား1000ကျော်နဲ့အိန္ဒိယနိုင်ငံဂိုအာမြို့မှာအခြေစိုက်တဲ့ပေါ်တူဂီဘရင်ကန်စီကိုဆင်လွှတ်လိုက်တဲ့ဒါပေမဲ့အဲ့ဒီတင်မော9စီးကလမ်းမှာမုတ်တုံမှုန်တိုင်းနဲ့မိတော့တယ်ဒါနဲ့တင်မောတွေကိုအုပ်ချုပ်တဲ့ရေတပ်ဗိုလ်ချုပ်ကအဲ့ဒီတင်မောတွေကိုတန်လျင်စိတ်ကမ်းကိုတထဝင်လာဖို့ကြံစီလိုက်တယ်အဲ့ဒီတော့တန်လျင်မှာဒီဘရစ်တိုလို့ခေါ်တဲ့ပေါ်တူဂီသားတစ်ယောက်ကမြို့တည်ပြီးပေါ်တူဂီကိုလိုနီအဖြစ်အခိုင်အမာအုပ်ချုပ်နေတဲ့အချိန်ပေါ့ဗျာဒေါက်တာဟေဖာတိတ်မှန်အံ့ဩတော်လဲမြို့အုံမစ္စတာဘရွန်တဲကတော့ကွန်တာမိုင်းပြောသည့်အကြောင်းများကိုနားထောင်ပြီးအလွန်စိတ်ဝင်စားနေတယ်လို့အံ့ဩနေမိသည်ဒါဆိုအဲ့ဒီတင်မော်ကြီးကဘာဖြစ်သွားလဲကွန်တာမိုင်းကခေါင်းကိုခါလိုက်ပြီးအဲ့တင်မော9စီးကတန်လျင်ကိုဘယ်တော့မှမရောက်ခဲ့တယ်လို့ဂိုအာမြို့ကိုလည်းမရောက်လာခဲ့ဘူးဒါဆိုဘယ်ရောက်သွားလဲလူတွေပြောကြတော့မာကွေးမိန်းမြို့အနာကကျွန်းစုတွေကကျွန်းတကျွန်းပေါ်ကိုတောင်တင်သွားတယ်လို့ဆိုတယ်တချို့ကလည်းပုံနှမ်းမိပြီးတော့ပျက်စီးသွားတယ်လို့ဆိုကြရဲ့ဗျဟုတ်မဟုတ်တော့ကျုပ်လည်းမသိဘူးပေါ့မြို့ုံမင်းကအတန်အော်နေသည်ဒီအကြောင်းညငါတော့မသိဘူးကွန်တာမိုင်းမင်းကဘယ်လိုလုပ်ပြီးသိရလဲကျုပ်တို့အိမ်မှာအလုံးလုံးနေအစီကံမွန်နေပြောတာကိုကျုပ်ကြားဘူးထားတာပဲမစ္စတာဘရွန်တက်ဒီပုံမြင်တွေကဒီဘက်မှာမသိရသူမရှိရဲ့ပုံမြင်တွေပေါ့ဗျဗမာရီယာလည်းဘရင်ဂျီယနာတိုင်းလို့ခေါ်ရပြသူတို့ကပေါ်တူဂီတွေကိုဘရင်ဂျီလို့ခေါ်ကြတာကိုမြို့အုံမစ္စတာဘရွန်တဲကကွန်တာမိုင်းကိုတစ်ချက်ကြည့်ပြီးဒေါက်တာဟေဖာကိုတစ်ချက်ကြည့်လိုက်ပြန်တယ်ဒါဆိုဒေါက်တာရဲ့အလုပ်ကအဲ့ဒီတင်မော်တွေကိုတွားရှာရမယ်မဟုတ်လားတို့ကကွန်တာမိုင်းကရင်မောလိုက်သည်ကျုပ်ကပုံမှန်လင်းလင်းပြောတတ်တာစိတ်မရှိပါနဲ့ဒေါက်တာဒီလိုပုံမြင်နေအပေါ်ခေပညာတဲ့ဒေါက်တာတယောက်ကရုံရုံကြီးကြီးနဲ့အလေးထားနေတယ်ဆိုတာကိုကျုပ်ပြင်မယုံနိုင်ဘူးဗျတကယ်လို့ဒေါက်တာဒါဒီသင်းမောတွေကိုမတွေးခဲ့ရင်ဘယင်မင်းမြတ်ကဒေါက်တာကိုစိတ်ဆိုးမှာပဲမဟုတ်လားဒေါက်တာဟေဖာစိတ်မဆိုးသည့်အပြင်ပြုံးလိုက်သည်ငါစိတ်မဆိုးပါဘူးခွန်ထမိုင်းဘာလို့လဲဆိုတော့ဒီသင်းမောတွေကိစ္စကိုငါအရင်စခဲ့တာမဟုတ်ဘူးကွဘယင်မင်းမြတ်ကိုယ်တိုင်ငါ့ကိုစပြီးလှုပ်ခိုင်းခဲ့တာမင်းကငါ့ကိုပညာတတ်ပြီးမိုက်မဲတယ်လို့ထင်နေတယ်ဆိုရင်တော့ Empire ရဲ့အုပ်ဆောင်ဘယင်မင်းမြတ်ကငါ့ထပ်ပေါ်ပြီးမိုက်မဲတယ်လို့မင်းမထင်ဘူးလားကွန်တာမိုင်းအန်အော်သွားသည်နှစ်ပေါင်း200ကျော်ခဲ့ပြီဒေါက်တာဒီဇန်နာရဲ့အကြောင်းကိုသိတဲ့သူတွေကလိုက်ရှာနေကြတာနှစ်တွေကြာခဲ့ပြီ
ဗမာဘင်ကလည်းရန်နာရှာဖို့ရေတက်စေလွတ်ခဲ့တာပဲဒီလိုပဲရိုးတရားတွေစီနုံကျွန်းသားတွေတရုတ်တွေဒါမှကကျုပ်တို့ဥရောပတိုက်သားတွေပါလာရှာပွေခဲ့ပြီမဟုတ်လားတကယ်တမ်းသာမာခွေးကျွန်းစုတွေပေါ်မှာသာရှိမယ်ဆိုရင်တယောက်ယောက်တွေ့သွားတာကြာရောပေါ့ဗျဂျားရဲမှာဖျက်ပြောပါမယ်မာခွေးဆိုတာကသူတို့ရဲ့အခေါ်ပေါ့နော်မာခွေးကိုအခုခေါ်ရမိတ်လို့ခေါ်ပါတယ်မိတ်ကျွန်းစုတွေကိုပြောတာဖြစ်ပါတယ်ဒေါက်တာကောင်းခါပြီးစုတ်တစ်ချက်တက်လိုက်သည်တို့ဘရင်မင်းမြတ်ရဲ့အမျှော်မြင်ရှိမှုကိုမင်းမစော်ကားခြင်းနဲ့ကွန်တာမိုင်းငါတည်ကြကြပြောပြမယ်ဘာလို့ငါတို့ဗြိတိရှတွေကမာခွေးနဲ့တနင်္လာရီကိုစစ်ခင်းပြီးတိမ့်ပိုက်ခဲ့တယ်လို့ထင်တယ်လဲကွာဒါကတော့ဗျာသူများတွေလည်းကိုလိုနီချဲ့နေကြတာမဟုတ်လားဒီအရှေ့တိုင်းမှာဆိုပြင်တစ်တို့ဒက်စ်တို့စပိန်နဲ့ပေါ်တူဂီတို့ဆိုတာခြေချင်းလိန်နေကြတာပဲမဟုတ်လားဒေါက်တာကခေါင်းခါလိုက်သည်ထို့နောက်သူအင်ကြီးအိတ်အတွင်းမှာစားအုပ်အသေးလေးတစ်အုပ်ကိုထုတ်လိုက်သည်စားအုပ်အဖုံးမှာတရေများဖြင့်ချုပ်ထားပြီးအနှဲငယ်ထိုးတဲတွေစားအုပ်ကလေးဖြစ်သည်ဒီပျောက်ဆုံးသွားတဲ့ရွှေသင်းမောကြီးကဒေသခံတွေမဟုတ်ဘူးငါတို့ဥရောပမှာလည်းပုံမြင်တစ်ပုတ်ဖြစ်နေကြတာကြာပြီကွန်တမိုင်းဒါပေမဲ့ဘရင်မင်းမြတ်ကဒီကိစ္စအပေါ်အလေးနက်ထားတဲ့1820ခုနှစ်မှာဘရင်ရေတပ်ကကက်ပရင်ရော့ခေါင်းဆောင်တဲ့စစ်သင်းမောတွေကမာခွေးကျွန်းစုတွေကိုလေးလာရေးတစ်ခေါက်ထွက်ခဲ့တယ်အကြောင်းကတော့အဲ့ဒီသင်းမောတွေကိုဘရင်ကရှာဖွေခိုင်းခဲ့လို့ပဲအဲ့လိုဘာဆက်ဖြစ်တယ်လဲခင်ဗျားတို့ယုံကြည်မယုံမဲ့ကက်ပရင်ရော့ကရွှေသင်းမောတွေစီကိုရွှေသင်းမောတွေစီကရွှေအချို့ရခဲ့တယ်ဒါနဲ့ဘရင်မင်းမြတ်ကိုပြန်ပြီးဆက်တာလိုက်တော့ဘရင်မင်းမြတ်ကလည်းရွှေသင်းမောတွေတကယ်ရှိမယ်ဆိုပြီးယုံကြည်သွားခဲ့တာပေါ့ဒါနဲ့ပဲ1824ခုနှစ်မှာဗမာတွေနဲ့စစ်ဖြစ်လိုက်တာပေါ့ဟုတ်ရဲ့လားဒီတစ်ခါဝင်မေးသူကတော့မစ္စတာဘရွန်တက်ဖြစ်သည်သူ့အမေကိုဒေါက်တာခေါင်းညင်ကပြန်လည်ပြေးလိုက်သည်ဒို့ဘရင်မင်းမြတ်ကရောဗြိတိရှအစိုးရကရောအဲ့ရွှေသင်းမောကိုလိုချင်ခဲ့တယ်ဒါပေမဲ့တရားဝင်အလုံးရင်းနဲ့ရှာဖို့မဖြစ်နိုင်တဲ့အတွက်ဗမာဘရင်နဲ့စစ်ခင်းပြီးတော့မာခွေးနဲ့တနင်္လာရီဒေတာကိုတင်းယူခဲ့တာပဲကွန်တာမိုင်းဒီတစ်ခါတော့ဒေါက်တာရဲ့စကားကိုကွန်တာမိုင်းခေါင်းညင်ပြီးထောက်ခံလိုက်သည်ဒါဆိုရင်သူတို့ရှာမတွေ့ခဲ့သေးဘူးပေါ့မှန်တယ်ကက်ပရင်ရော့ကရွှေတွေကိုတွေ့တဲ့အချိန်မှာမြေပုံနဲ့အတူစစ်သားလေးယောက်ကိုရွှေတစ်တာထည့်ပေးလိုက်တယ်ဒါပေမဲ့နောက်ထပ်သွားရှာတော့ကက်ပရင်ရော့ကိုမတွေ့ကြရဘူးသူပေးတဲ့မြေပုံမှာပြထားတဲ့ကျွန်းကလည်းအဲ့ဒီနေရာမှာတကယ်ရှိမနေဘူးဒါနဲ့ဘရင်မြတ်က1830ခုနှစ်မှာကက်ပရင်ရိုက်ကိုထပ်မံဆေးလွတ်ပြီးရှာဖွေခိုင်းပြန်တယ်ဒါပေမဲ့ကက်ပရင်ရိုက်ကဘယ်လို့မှရှာမတွေ့ခဲ့ဘူးဒေါက်တာစကားကြောင့်အားလုံးစိတ်သက်သာသွားတယ်ဒါဆိုခမရရောဒီတစ်ခါရှာလို့တွေ့မယ်လို့ထင်နေတာလားဒေါက်တာကခေါင်းညှိလိုက်တယ်ဒီကားတော့တကယ်တွေ့ပြီဘာလို့လဲဆိုတော့ငါတို့လူတယောက်ကိုဖမ်းမိထားတယ်ထိုစဉ်ခန်းထက်မှာခေါင်းလောင်ထိုးတံကိုကြားရသည်နေ့လည်ခင်းအချိန်ရောက်ပြီဖြစ်တဲ့ဖြင့်သူတို့စကားပြောချင်းကိုအဆုံးတက်လိုက်ကြသည်ဒေါက်တာဟေဖာကိုကျုပ်ကနေ့လည်စာတဲခင်းအခန့်ပြရစီခင်ဗျာမြို့အုပ်ပြောတဲ့ဖြင့်သူတို့မတ်တက်ရလိုက်ကြသည်ကျုပ်မှအချိန်မရှိဘူးမြို့အုပ်ကျုပ်ရန်နာရီရှာဖို့လိုတယ်ခင်ဗျာလူတွေစုပေးရမယ်ကျောင်းပါပြီဗျာကဲထမင်းစားပြီးစကားဆက်ပြောကြပါပေါ့ကပတိန်ပင်လယ်အတွင်းတင်မောကြီးတစည်းကရက်လွင့်နေလေသည်ကပတိန်စိတ်ကမ်းဘက်မှလှေတစည်းကပတိန်ကပလီပင်လယ်အတွင်းတင်မောကြီးတစည်းကရွက်လွင့်နေလေသည်ကပတိန်စိတ်ကမ်းဘက်မှလှေတစည်းတွေ့ပါတယ်တင်မောသားတယောက်ကလမ်းအော်ပြောလိုက်တဲ့ဖြင့်ကပတိန်ကအပြေးထွက်လာခဲ့သည်စိတ်ကမ်းဘက်ဆိုဒီမှာတင်မောသားအခေါ်အဖြစ်ဘယ်ဘက်ချမ်းကိုခေါ်ပေါ်ခြင်းဖြစ်သည်ကပတင်ကကြေးဖြစ်ပြုလုပ်ထားသောမှန်ပြောင်းကိုအရှိကြီးဖြစ်အောင်စန့်ထုတ်လိုက်ပြီးတင်မောသားညွှန်ပြသည့်နေရာကိုလှမ်းကြည့်လိုက်သည်ပင်လယ်အတွင်းလှေကလေးတစ်စီးမျောနေလေသည်လှေပေါ်တွင်လူအရက်ရောင်မတွေ့ရပြီလှေအကြီးစားတစ်ခုပဲကွလှေလူတော့မတွေ့ဘူးနော်ရွက်တရားတော့အကောင်တိုင်းပဲကပတင်ကရေရွတ်လိုက်သည်ထိုအခါတင်မောမာလိန်မူးကလည်းမှန်ပြောင်းဖြစ်ကြည့်လိုက်ပြီးလှေဝိုင်းထဲမှာတော့တစ်တာဘုံတွေတွေ့တယ်ကုန်းတွေပါလာလားမသိဘူးကပတိန်ကမှန်ပြောင်းပြီးတစ်ချက်ပြန်ကြည့်ပြီးဟုတ်တယ်ဟဲ့အဲ့ဒီလေကိုဆက်ရအောင်အထဲမှာဘာတွေပါလဲမသိဘူးလေပန်ရှင်ကိုလည်းမတွေ့ဘူးဆိုတော့လေပန်ရှင်ကတည်သွားလို့လေကမျောနေတာဖြစ်မယ်ကွတင်မောကြီးကလေအနားတို့တုတ်ကတ်သွားပြီးတင်မောသားတချို့လေပေါ်သို့ခုန်ဆင်းလိုက်ပြီးနောက်ကုံတစ်တာများကိုလေပေါ်တင်လိုက်ကြသည်တင်မောကုန်းဘက်ပေါ်တွင်ရှိနေသည့်ကုံတစ်တာများကိုတင်မောသားများကဝိုင်းကြည့်နေကြသည်ဖွင့်စမ်းကအထက်မှာဘာတွေရှိသလဲကြည့်အောင်ကပတိန်ကပြောလိုက်တဲ့ဖြင့်တင်မောသားတို့ကကုံတစ်တာများကိုဖွင့်လိုက်သည်အထဲတွင်တော့တဲများသာတွေ့သည့်တင်မောသားများစိတ်ပြတ်သွားကြသည်တဲတွေကဘာမှလည်းမရှိဘူးမြို့ဘာတွေရှာနေကြတာလဲတင်မောထိတ်ဥပိုင်းမှာအတန်ကြားလိုက်တဲ့ဖြင့်သူတို့အကုန်လုံးဝိုင်းချလိုက်သည်ဘောင်းမိတို့တစ်ထဲကိုဝစ်ဆင်ထားပြီးဖြူလောက်အင်ကြီးလက်ပြက်ကိုဝစ်ဆင်ထားကအသားရင်မဲညစ်နေသည့်ဘလောက်တောင်းလူတယောက်ကိုတွေ့လိုက်ရသည်ကပတိန်ကထိုလူကိုကြည့်ပြီးအံ့ဩသွားသည်နေစမ်းမအောင်မင်းကဘာတူလဲ
မင်းကိုငါတို့လှေပေါ်မှာမတွေ့ဘူးပါတော့နေစမ်းအောင်မင်းကဘာတူလဲမင်းကိုငါတို့လှေပေါ်မှာမတွေ့ဘူးပါလားထိုလူကမတက်ရက်လိုက်ပြီးခါးကြားထိုးတာတွေဓာတ်သက်လက်ကိုဆွဲထုတ်လိုက်တယ်ဘယ်တွေ့ဘူးပါမလဲဗျာကျုပ်ကခမားတို့လူမှမဟုတ်တာကျုပ်ကပင်လယ်ဓမြတယောက်ပဲတင်မော်သားများအားလုံးအံ့ဩတင်သွားကြသည်ပင်လယ်ဓမြကလည်းတယောက်တည်းလာကွာဟာဟာကပတိန်ကရီမောလိုက်သည်အောင်မဲခမားတို့လူတင်မော်တေးလေးလောက်တော့ကျုပ်တယောက်တည်းနဲ့ဖြစ်ပါတယ်ဗျာကဲကျုပ်နဲ့ဘသူတိုက်ခိုက်ချင်လို့လဲထို့ကတင်မော်သားများမှာခါးရင်ချိတ်ဆွဲထားသောဓာတ်များကိုထုတ်လိုက်သလိုအချို့ကလည်းလှန်တန်များမင်းများကိုကင်တွယ်လိုက်ကြသည်နေအောင်လေကျုပ်ကတယောက်တည်းခမားတို့ကအများကြီးဗျဘသူကျုံနဲ့တယောက်ချင်းတိုက်ရဲတယ်လေထို့ကကပတိန်ကသူ့ခါးရင်ချိတ်ထားသည့်ဓာတ်ကိုဆွဲထုတ်လိုက်သည်မင်းတို့ကောင်လောက်ကတော့ငါနဲ့လည်းဖြစ်ပါတယ်ကွာကပတိန်ကအရှိတို့ခုန်တက်သွားလိုက်သည်ကပတိန်မှာအိန္ဒိယလူမျိုးတယောက်ဖြစ်ပြီးဓာတ်ကောက်ကြီးတစ်ချောင်းကိုကင်ထားသည်ပင်လေဓမြကတော့စေဘာဟုခေါ်သည်ပင်လေဓမြကတော့စေဘာဟုခေါ်သည်ဓာတ်ကောက်တစ်ချောင်းကိုကင်ထွေထားသည်ထို့နောက်သူတို့နှစ်ယောက်တိုက်ခိုက်ကြသည်တင်မော်သားများမှစိတ်လှုပ်ရှားစွာဖြင့်စောင့်ကြည့်နေသည်ကပတိန်မှလည်းဓာတ်ပညာအတော်တက်မြောက်သူဖြစ်ရာဓာတ်ကြံများမှအတော်လင်းမြန်လှသလိုတိကျလှသည်သို့တော်လည်းပင်လယ်တပြားလူငယ်မှာကပတိန်ဤဓာတ်ကြံများကိုပုတ်ကာတီကရှောင်ရှားနေသည်မှာအသေးရစရာကောင်းလာသည်အနှဲငယ်ကြာလာသည့်အခါကပတိန်မှာပင်ပန်းလာပြီးဖြစ်သည်တချီတွင်ကပတိန်ဤဓာတ်ကြံမှာခြောက်ထွက်သွားပြီးပင်လယ်တပြားကကပတိန်ဤကြောနှင့်ရင်ဘက်ကိုဓာတ်ပြားနှင့်ရိုက်ပုတ်လိုက်ပြီးနောက်ရင်ဝါကိုကန်ထည့်လိုက်ရာကပတိန်မှာလဲကျသွားလေသည်ခမရကိုကြုံမတက်ချင်ဘူးနော်ထို့ချိန်တင်မောသားများမှပင်လယ်သမားကိုဝိုင်းထားလိုက်ကြသည်ကပတိန်ကဟဲ့ပတ်ရီမောလိုက်သည်ဟာမင်းအားလုံးနဲ့တော့ပြိုင်မတိုက်နိုင်ပါဘူးကွာကောင်းပြီလေဒါဆိုရင်လည်းကစားနည်းတစ်ခုကစားရအောင်ခမရဘက်ကလူနဲ့ကျုပ်ဘက်ကလူနဲ့ဘယ်သူများတယ်လဲဆိုတာပြိုင်ကြမယ်ဗျာကပတိန်ကအလွန်ရည်စရာကောင်းသည့်ပြက်လုံးတစ်ခုကိုကြားလိုက်ရတယ်လို့ရီမောလိုက်သည်ဟာတယောက်တည်းလာရမင်းကများကွာအေးလေမင်းဘက်မှာဘယ်သူတွေပါလဲဆိုတာပြစမ်းပါအောင်ကွာပင်လယ်သမားလူငယ်ကဓာတ်ကိုခါးကြရင်ပြန်ထိုးလိုက်သည်ကျုပ်နာမည်ငမန်းပဲကျုပ်တခုဂတိပေးနိုင်တာကတော့ကျုပ်ဘက်မှာရှိတဲ့လူတွေကိုကျုပ်မတက်ဘူးဆိုတာဂတိပေးတယ်ဘယ်သူကျုပ်ဘက်ကနေကျင်တယ်လဲတင်မော်သားများတယောက်ကိုတယောက်ကြည့်လိုက်ကြသည်ထို့နောက်တင်မော်သားတယောက်ကငမန်းဘက်သို့လျှောက်လာပြီးငမန်းပေးတွင်ဝင်ရက်လိုက်သည်မကြခင်တင်မော်သားများအားလုံးလူငမန်းပေးသားသို့ရောက်လာပြီးဝင်ရက်ကြလေသည်ကပတိန်မှာမယုံကြည်နိုင်စွာဖြင့်ကြည်နေလေသည်နောက်ဆုံးတွင်တင်မော်တစ်ခုလုံးရှိတင်မော်သားများအားလုံးမှာငမန်းဘက်တွင်ရက်နေကြပြီးကပတိန်ဘက်တွင်တော့ကပတိန်အပြင်အလွန်ငယ်ရွယ်သည့်တင်မော်သားလေးတယောက်သာမိန်ကြီးကင်ပြီးရက်နေလေသည်တင်မော်သားလေးတယောက်ကထုံငယ်ရွယ်သည့်တင်မော်သားကလေးကိုလှမ်းအော်ပြောလိုက်သည်ဟေ့ကောင်ငါတို့ဘက်ကိုလာရဟဘာလို့လာရရမှာလဲကပတိန်ပင်လယ်မှာကပ်ပါဘူး sorry ကပတိန်ပင်လယ်မှာငမန်းနဲ့တွေ့ရင်ငမန်းကရက်ရင်ရက်မရက်တဲ့လူကတော့ငမန်းစာဖြစ်သွားလိမ့်မယ်ကွာထိုလူငယ်လေးလည်းကြောက်ကြောက်နဲ့ငမန်းပေးရင်လာရက်သည်ငမန်းကကပတိန်ကိုလှောင်ပြောင်းကြည့်အချင်းချင်းကြည့်လိုက်သည်ကဲခမရဘက်ကလူတွေဘယ်ရောက်သွားပြီလဲကပတိန်မှာဇောကျွေးတွေပြန်လာသည်ထို့နောက်ငမန်းရှိတွင်ဒူးထောက်လိုက်သည်ကျေးဇူးပြုပြီးငါ့ကိုမတက်ပါနဲ့ကွာငါနဲ့ပါလာတဲ့ကုန်းတွေအကုန်ယူချင်းယူပါကွာငမန်းကလည်းကပတိန်အနားသို့ကတ်သွားလိုက်သည်ခမရကိုကျုံမတက်ပါဘူးဗျာခမရကိုတက်လိုက်ရင်တန်ဖိုးမရှိတဲ့ခမရကိုကြီးကိုပဲကျုပ်ကရမှာပေါ့ဗျာစိတ်ချပါခမရအင်အားလူတွေစီကိုစာရေးပြီးတော့ခမရကိုလာရွေးခိုင်းပါမပူပါနဲ့ခမရမှဲ့တပေါက်မစွန်းစေရဘူးထို့နောက်ငမန်းကတင်မော်သားများဘက်သို့လှည့်လိုက်သည်တင်မော်သားများကကပတိန်အားကျိုးများဖြင့်တုတ်ထားလိုက်လေသည်ဘာလို့နေကြရလဲကိုညာကိုသွားကြလေထိုအခါတင်မော်သားခေါင်းဆောင်ကငမန်းအနားသို့ကပ်လာသည်ကပတိန်ငမန်းကျုပ်တို့ဘယ်ကိုသွားကြမှာလဲတင်မောကိုတော့အလာဒင်ကျွန်းကိုပို့ထားလိုက်ငါကတော့မာခွေးကိုသွားပြီးတော့ဒီလိုရဲ့မိသားစုစီကိုစာရေးထည့်ပေးရမယ်မဟုတ်လားငမန်းကတင်မောနောက်ပိုင်းသို့ခုန်တက်သွားပြီးတင်မောပဲကိုထိန်းထားလိုက်သည်ရက်တွေချလိုက်တော့ဒီကောင်းလုံးတင်မောကိုရွက်ကုန်ဖွင့်မယ်အဖြူအောင်ဖြင်းရွက်ထည့်ခြင်းများကိုချလိုက်သည်အနောက်ဘက်မှတိုက်ခတ်လာသည့်လေချောင်းကြောင့်တင်မောကြီးမှာအရှိန်ပြင်းစွာနှင့်အာလာတင်ကျွန်းစီသို့မောင်းထွက်လာခဲ့လေတော့သည်ကျုံနာမီငမန်းကပလီပင်လယ်မှာကျုံနာမီကိုမသိရသူမရှိပဲပင်လယ်သမားတယောက်ပေါ့ဗျာညနေရောက်တဲ့အခါဒေါက်တာဟေဖာတို့အားမျိုးအုံမင်းကမော်လမြိုင်မြို့လယ်ရှိတရုတ်စားတောက်ဆိုင်ကိုခေါ်ဆောင်သွားသည်ထိုစားတောက်ဆိုင်မှာတရုတ်များပိုင်ဆိုင်ခြင်းဖြစ်ပြီးမော်လမြိုင်မြို့၏အကောင်းဆုံးစားတောက်ဆိုင်ဖြစ်သည်စားတောက်ဆိုင်တစ်ခုလုံးကိုတရုတ်မီးပုံများအနေအောင်ပဲဖို့
အနေအောင်ပိုးဖဲစာများဖြင့်အလှဆင်ထားသည်ထိုစားသောက်ဆိုင်အပေါ်တက်တွင်တီးတန့်အခန်းကြီးများရှိရာသူတို့ထိုအခန်းသို့တက်လာခဲ့သည်မြို့အုပ်ကိုယ်တိုင်ပါလာသဖြင့်စားသောက်ဆိုင်ပန်းရှင်မှာသူတို့ကိုချိုးသွားစားဖြင့်ဧည့်ခံသည်မြို့အမင်းကြွလာပါလားထိုင်ကြပါအကောင်းဆုံးစားစာတွေပြင်ဆင်ပေးပါမယ်သူတို့ထိုင်လိုက်ပြီးတဲ့အခါအခန်းတွင်းသို့လှပချောမောသည့်မိန်းကလေးတစ်ယောက်ဝင်လာသည်ထိုမိန်းကလေးမှာထမင်ဝစ်စင်ထားပြီးအပေါ်ပိုင်းတွင်ပိုးအင်းကြီးအပါသားလေးဝစ်စင်ထားကအင်္ဂလန်ဖြစ်စားတဲ့ကိုအပေါ်ကထက်ချုံထားသည်ကိုကြည်ချင်းအဖြစ်ချမ်းသာကြွယ်ဝသူတို့ဖြစ်လောက်မည်ဟုဟေဖာကခံမှန်းလိုက်သည်သူ့နာမည်ကမီစိန်လို့ခေါ်ပါတယ်သူကဗမာစကားမွန်စကားကရင်စကားအင်္ဂလိပ်စကားကျွမ်းကျင်ပါတယ်နောက်ပြီးတော့တရုတ်စကားနဲ့ပြင်သစ်စကားပေါ်တူဂီစကားကိုလည်းအနည်းငယ်နားလည်ပါတယ်ဒေါက်တာခရီးစဉ်အတွက်လိုအပ်တဲ့သူတစ်ယောက်ဖြစ်မှာမို့လို့ကျုပ်မိတ်ဆက်ပေးရပါသူကယုံရရဲ့လားစိတ်ချပါရှင်ကျုပ်တို့ကမင်းမျိုးမင်းနယ်တွေပါဒီတလုံးပေးပြီးတည်တဲ့အထိတီအောင်ထိန်းထားတတ်သူတွေပါမီစိန်ဆိုတဲ့မိန်းကလေးကဒေါက်တာအားအင်္ဂလိပ်စကားဖြင့်ကျင်းလည်စွာဖြေဆိုလိုက်ရာဒေါက်တာကခေါင်းငိမ့်လိုက်သည်သူကအရင်တော့ဟန်တာရီခေါ်တဲ့မွန်ဘီကမင်းမျိုးမင်းတွေအဆက်ပါအခုတော့ဗမာတွေကမွန်ဘီကိုပါတင်ထားပြီးပြီလေဒေါက်တာကမီစိန်ကိုကြည့်ပြီးခေါင်းငိမ့်လိုက်သည်ကောင်းပါပြီမိန်းကလေးကျုပ်တို့ဘာလို့လာရလဲဆိုတာမျိုးအုပ်ပြောထားပြီးသားဖြစ်မှာပါမီစိန်ကခေါင်းငိမ့်သည်ဒါနဲ့ကျမတို့တည်ထားတာကတော့ရွှေလေးတွေက9စီးတောင်ရှိရနော်ထိုကဒေါက်တာပြုံးလိုက်သည်ဘယင်မင်းမြတ်ကတော့တစည်းပဲလို့တီးထားတာပါမိန်းကလေးရဲ့ထိုအခါမီစင်းကဒေါက်တာကိုကြည့်ပြီးဟဲ့ဘဘရီမောလိုက်တယ်လို့ဒေါက်တာကလည်းမီစင်းကိုကြည့်ပြီးပြန်လဲရီမောလိုက်ရာမျိုးအုံနဲ့ကွန်တာမိုင်းတို့လည်းလိုက်လံရီမောကြသည်ကောင်းပြီလေကျမရှင်တို့အကုန်လုံးကူညီပေးမယ်တကယ်လို့ဒါတင်းမောက9စီးဆိုရင်တော့ကျမတို့တစည်းပေးရမယ်ဒေါက်တာကကျင်းနဲ့စာပြုံးလိုက်သည်ကောင်းပါပြီမိန်းကလေးထိုအခါမျိုးအမင်းကအံ့ဩလျက်ဒေါက်တာတကယ်လို့ဒါရွှေတင်းမော9စီးဆိုရင်ကျုပ်ကိုလည်းမမေ့ရအောင်နော်စိတ်ချစမ်းပါဗျာခမရအတွက်လည်းအကျိုးမြတ်မနှဲစေရပါဘူးသူတို့အားလုံးပျော်ရွှင်နေမိသည်ရွှေသင်းမောတွေကဘယ်နှစည်းနေမှမသိသေးတော့လဲပိုင်ဆိုင်ရမည်ဆိုတော့မလုံးဖြစ်ဝမ်းမြောက်နေမိသည်မကြမီတရုတ်ဆိုင်မှာအစားတောင်များလာချပေးသည့်တရုတ်အစားအစာအကောင်းစားများဖြစ်သည့်နမန်းတောင်ဟင်းချိုများတမိုးကြီးသည့်ငှက်တိုက်စုပ်ပြုံများစသဖြင့်တဲခင်းအခန့်တော်လဲဒေါက်တာဟေဖာမှာစားနေကြမဟုတ်သဖြင့်ဂရင်းတိတ်မတွေ့လာပြီမကြခင်အချို့တန်းရန်အချိန်ရောက်လာသည်တရုတ်တို့ကစူးရီပါသည့်အတီးတစ်လုံးကိုယူလာသည်အတီးအနက်မှာအလွန်နန်လာသည်ဖြစ်ရာဒေါက်တာဟေဖာကနှာခေါင်းပိတ်ထားလိုက်သည်မြို့အမင်းကတော့ဒေါက်တာကိုချင်းပြုံးရင်နေမိသည်ထိုတရုတ်ကအတီးကိုခွဲလိုက်ပြီးအတွင်းမှာအမွှာကလေးများကိုထုတ်ယူလိုက်သည်ထို့နောက်ချွေပကံများအတွင်းအမွှာကလေးများကိုထည့်ပေးသည်မိကြည်စမ်းမှာဒေါက်တာရဲ့ဒီအတီးကဒီဒေတာထွက်အတီးပြအလွန်စားကောင်းတာမြို့အမင်းကပြောလိုက်ပြီးဇွန်တစ်ချောင်းပြအမွှာကလေးများအမွှာကလေးမှအဝါရောင်အသားများကိုချစ်ယူလိုက်ကစားတော့နေသည်ဒေါက်တာဟေဖာလည်းမြို့အမင်းစားသည့်အတိုင်းလိုက်လံစားတော့လိုက်သည်အလွန်ပြင်းထန်သည့်အနံ့ရှိသလိုပူရှင်းအရသာရှိပြီးအလွန်ချိုမိန်သည့်အရသာကိုခံစားလိုက်ရသည်သူတို့အနောက်တိုင်းရှိကိမ့်မုံများတွင်ထဲ့သည့်ခရင်များကဲ့သို့အလွန်အရသာရှိပေသည်ခမည်းကြိုက်သွားပြီမဟုတ်လားဒေါက်တာဒီအသီးကိုဒူးရင်သီးလို့ခေါ်ရဗျအေးဗျအနံ့ပြင်းမဲ့စားလို့တော့မဆိုးပါဘူးဒီအသီးကတော်ဝင်အသီးပြအင်းဝါဗမာဘရင်ဆိုရင်ဒီအသီးပေါ်ချိန်မှာအသီးတွေပို့ပေးဖို့ကျုပ်တို့နဲ့စာကျုပ်တောင်ချုပ်ထားသေးတာဗျဒီရက်မှာပဲပေါက်ပြီးအထက်ဘက်မှာမပေါက်ဘူးလေဗျဒူးရင်သီးကိုအချိုတဲပြီးသည့်နောက်ဒေါက်တာဟေဖာကမီစိန်ကိုကြည့်လိုက်သည်ကျုပ်ကတော့ခက်မှန်မြန်စားလိုက်ခြင်းနဲ့ကျုပ်တို့မှာအချိန်တိတ်မရှိဘူးမီစိန်ကခေါင်းညှင်းလိုက်ပြီးမာခွေးကျွန်းစုတွေမှာကျွန်းပေါင်း1000ကျော်ရှိရဲနောက်ပြီးအဲ့ဒီနေရာဝင်ကဘာကြီးတို့ဖြစ်နေလို့တော်တော်များများမသွားလာတတ်ကြဘူးဒေါက်တာဒါကြောင့်မို့ကျမတို့လမ်းပြတယောက်လိုတယ်အဲ့ဒီကျွန်းတွေကိုထုံးလို့စီရေလွန်နောက်ပြီးဘယ်နေရာမှာဘာရှိရဲဆိုတာအစသိနေတဲ့လူတယောက်ပေါ့ဒေါက်တာခေါင်းညှင်းလိုက်တယ်ကောင်းပြီမိန်းကလေးဒါဆိုမင်းဘယ်သူ့ကိုခေါ်ကြလဲသူ့နာမည်ကငမန်းလို့ခေါ်တယ်ထိုအခါမျိုးအုံနဲ့ကွန်တာမှာမျက်လုံးပြူသွားကြတယ်ငမန်းကျုပ်တို့တည်တဲ့ငမန်းကိုပြောရလားမီစိန်ကခေါင်းညှင်းလိုက်သည်မျိုးအမင်းကမဖြစ်ဘူးထင်တယ်နော်အဲ့ဒီငမန်းဆိုတဲ့သူကအန်ဒမန်ပင်လယ်မှာမသိသူမရှိရဲ့နာမည်စိုးနဲ့ကြော်ကြတဲ့ပင်လယ်ဓမြတယောက်ပဲဗျဒေါက်တာကမျက်ခုံးပင့်ပြီးမီစိန်ကိုကြည့်လိုက်သည်သူကလွှဲရင်ဒီကျွန်းစုတွေအကြောင်းတေးကြတာတည့်ရသူကဘာပေါ်မှာနောက်တစ်ယောက်မရှိဘူးဒေါက်တာအချိန်တန်ကြာအောင်စဉ်းစားနေသည်ကောင်းပြီလေပင်လယ်ဓမြဆိုလည်းဘာဖြစ်တယ်လဲသူ့ကိုကျုပ်တို့ဘယ်လိုကမ်းလိုက်ရမလဲထိုအခါမီစိန်ကပြုံးလိုက်သည်ကျမမှနီးနှန်းရှိပြီးသားပါ